Hello, welcome to Podius Learning Center. ဒီနေ့ကျွန်တော်တို့က Atlantic သတင်းစာက journalist တွေသတ်မှတ်ထားတဲ့ ranking အတိုင်း Cristiano Ronaldo ကို number 5မှာထားထားတယ်။ Opinions may differ အမြင်တွေတော့မတူဖြစ်ကြမှာပေါ့နော်။ဒါလေးကိုကျွန်တော်ဖတ်ပြပါမယ်။ Over time, the locales of Quinta do Fogal, a village in the hills of Funchal, the capital of Portugal's Madeira Islands, have become accustomed to the sight of people trekking up the Pernician slopes for what can feel at times like a football pilgrimage. Over time, အချိန်ကြာလာတာနဲ့အမျှ Quinta do Fogal ရဲ့ဒေသခံတွေ Quinta do Fogal ဆိုတာဘာလဲဆက်ရှင်းပြတယ်။ Village in the hills of Funchal. Funchal ဒေသရဲ့တောင်ကုန်းတောင်တန်းတွေမှာရှိတဲ့ရွာလေးဒီဒေသဆိုတာ capital of Portugal's Madeira Islands ပေါ်တူဂီနိုင်ငံရဲ့မဒီရာကျွန်းစုတွေရဲ့မြို့တော်ဒီဒေသခံတွေက become accustomed to ကျင့်သားရလာတယ် the sight မြင်ရတာ people trekking up လူတွေအပေါ်တက်တာ Pernician slope ဆိုတာတောင်ဆောင်ကြီးပေါ့နော် Pernician အဖြစ်ပေးလောက်တဲ့ဆိုတာဒီမှာပင်ပန်းပြီးတက်ရတဲ့တောင်ဆောင်ကြီးကိုလူတွေတက်တာဘယ်လိုတောင်ခံစားရလဲဆိုရင်ဒါကတခါတလေကြတော့ဒီမြင်ကွင်းအားတဲ့ခံစားရတယ်ပေါ့နော်အဓိကပြောချင်တာတော့အပေါ်ကဒီဒေတာကန်တွေကပေါ့နော်ဒီမြင်ကွင်းကိုမြင်ရတာသူတို့ကျင့်သားရလာပြီဒီမြင်ကွင်းကဘာနဲ့တူလဲဆိုတော့တဲ့ at times like a football pilgrimage ဆိုတာဘုရားဖူးခီးထွက်တာဒါဘာသာရေးကြောင့်မဟုတ်ပဲဘောလုံးဘုရားဖူးခီးထွက်တဲ့မြင်ကွင်းလို့တောင် at times အချိန်တော်တော်များများမှာခံစားရပါတယ်အဲ့လိုထင်ရပါတယ်ပေါ့ Some of the visitors were Real Madrid shirts ဒီဒေသကိုလာလည်တဲ့တချို့တွေက Real Madrid shirt တွေကိုဝတ်ကြတယ် Others prefer the colors of Manchester United တချို့တွေကတော့ Man U ရဲ့ color ကိုပိုကြိုက်ကြတယ် Man U ဝတ်စုံဝတ်ကြတယ် For a while there were even a few in the black and white stripes of Juventus there were even a few တချို့တွေကြတော့ black and white stripes Juventus ရဲ့အမဲအဖြူအကွက်ကြီးကိုတချို့တွေကဝတ်ကြတယ်ပေါ့နော် They are all drawn here for one reason သူတို့အားလုံးကိုဒီနေရာကိုဆွဲယူခြင်းခံရတာအကြောင်းရင်းတစ်ခုပဲ Cristiano Ronaldo superstar almost always အမြဲတမ်းလို့ they underestimate the long steep climbs that go up the strength from even the most impressive calf muscles ဒီလူတွေအားတဲ့ underestimate short တွက်ကြတယ်ဘာလို့ short တွက်လဲ long ရှည်လျားပြီးမှ steep climbs ဆိုတာဇောက်နဲ့တာပေါ့နော်ဒီလိုခက်မတ်မတ်ဖြစ်နေတဲ့တက်ရတဲ့လမ်းအဲ့ဒီတက်ရတဲ့လမ်းက sub ဆိုတာဆွဲယူလိုက်တာ the strength ခွန်အားကို most impressive အရင်အထင်ကြီးလောက်တဲ့ calf muscle ဆိုတာခြေသလုံးကြွက်သားတွေအထင်ကြီးလောက်စရာခြေသလုံးကြွက်သားရှိတဲ့လူတွေရှိကနေတောင် energy တွေကိုဆွဲယူနိုင်တယ်ပေါ့နော်ဒီတက်ရတဲ့ဟာကြီးအောင် steep မတ်ဆောက်လို့ As a kid this was Ronaldo's tough ကလေးတယောက်အနေနဲ့ဆိုရင်ဒါက Ronaldo ရဲ့ tough ဆိုတာကွင်းမဲပေါ့နော်စကားမဆက် home tough ဆိုရင်အိမ်ကွင်းလို့ပြောတယ် Ronaldo ကြီးပြင်းလာတဲ့နေရာ Ronaldo ရဲ့နေရာ He would use 2 stones to mark out a goal သူကကြောက်တော့နှစ်တုံးနဲ့ mark out a goal အနေနဲ့ကြောက်တော့နှစ်တုံးထားပြီးသတ်မှတ်လိုက်မယ် in the absence of a sports pitch ဆိုတာအကစားကွင်း in the absence မရှိဘူးပေါ့နော်အဲ့တော့ play football in the street လမ်းထဲမှာဘောလုံးကစားတယ် regardless of the gradient ဆိုတာအပေါ်က slope နဲ့တူတယ်နော်ခက်ဆောင်းကြီးဖြစ်နေတာမညီနေဘူးပေါ့နော် regardless ဆိုတာဖြစ်ပေမဲ့လည်းဒီခန်းဆောင်ကြီးဖြစ်ပြီးမညီနေပေမဲ့လည်းသူကဘောလုံးကစားတယ်တကယ်လို့ Pesca တစီက came up အပေါ်တက်လာတယ် down the hill တောင်ကိုဆင်းနေဆိုရင် driver က waited for him to take the stones away သူကိုဖြစ်ထားတဲ့ကြောက်တုံးတွေကိုဖယ်ဖို့ driver သူ့ကိုစောင့်ပေးတယ်ပေါ့နော် driver တွေကသူ့ကိုစောင့်ပေးတယ် The bus will continue his journey Pesca ကတော့သူ့လမ်းသူသွားမယ် Ronaldo ကတော့ဒီကြောက်တုံးတွေကိုput the stones back down to resume his game
သူရဲ့ကစားပွဲကို resume means continue ဆက်ကစားဖို့ကြောက်တုံးတွေကိုသူပြန်ထားတယ်သူကတော့ဆက်ကစားတယ်ဒါကသူရဲ့ daily routine နေ့စဉ်ပုံမှန်လုပ်ငန်းစဉ်ပဲ remove stones ကြောက်တုံးတွေကိုဖယ်ရယ် replace stones ကြောက်တုံးတွေကိုပြန်ထားတယ် on and on ဒီလိုပဲစက်တိုက်ဖြစ်နေတာ many years နှစ်ပေါင်းများစွာပဲ until ဘယ်အချိန်ထိလဲဆိုတော့ he moved from Madeira to mainland Portugal Madeira ဒေသကနေသူ Portugal ပင်မနေရာကိုရွှေ့သွားတဲ့အချိန်ထိ to take his chance သူရဲ့ခွင့်ရေးကိုသူစမ်းကြည့်ဖို့အတွက်သူခွင့်ရေးအတွက်ပေါ့နော် Sporting Lisbon မှာသူကန်စမ်းဖို့အတွက်အသက်12နှစ်မှာ aged 12 The ball would invariably land in my neighbor's gardens invariably ဆိုတာရှောင်လွဲလို့မရနိုင်စွာပဲဒီဘောလုံးကငါအိမ်နီးနားချင်းတွေရဲ့ပန်းချန်နေတဲ့ဥယျာဉ်တွေကိုရောက်မယ်ရိုနယ်ဒိုကသူ့ရဲ့စာအုပ်ပေါ့နော် moment ဆိုတဲ့စာအုပ်ထဲမှာထည့်ရေးခဲ့တယ်သူတို့အိမ်နီးနားချင်းတွေတော်တော်များများ used to complain to my mother ငါအမေကို complain တက်လို့ရှိတယ်စောဒကတွေတက်ကြတယ်ပြောကြတယ် others would threaten to keep the ball တချို့လူတွေကဆိုရင်ပေါ့နော် threaten ချင်းချောက်တာ keep the ball ဘောလုံးကိုယူထားမယ်တင်ထားမယ်လို့တောင်ချင်းချောက်ကြတယ်Some of them would keep their promise and I would go home crying တချို့တွေက keep their promise ဆိုတာဂရိတီးတာပြောတဲ့အတိုင်းလုပ်တာပေါ့နော်ဘောလုံးယူထားလိုက်တာပြန်မပေးတော့ဘူးအဲ့တော့ I would go home crying ငါတော့ငိုပြီးမှအိမ်ပြန်တာ every day နေ့စဉ်နေ့တိုင်း my neighbor ငါရဲ့အိမ်နီးနားချင်းဒါသူ့အိမ်နီးနားချင်းရဲ့နာမည်ပေါ့နော် who was very proud of his plants သူရဲ့အပင်တွေကိုအရန်ကိုဂုဏ်ယူတဲ့အရန်ကိုချစ်မြတ်နိုးတဲ့သူရဲ့အိမ်နီးနားချင်းကတော့ would say to me ငါ့ကိုပြောတယ်ပေါ့နော် if the ball gets in here I will puncture it ဘောလုံးကဒီထဲဝင်လာတယ်ဆိုရင်ငါဘောလုံးကိုထိုးဖောက်လိုက်မယ်ပေါ့နော် puncture I didn't take any notice because all I wanted to do was play football ငါတော့ did not take any notice ဆိုတာသတိမမူခဲ့ဘူးကြီးမဆိုင်ခဲ့ဘူး all I wanted to do ငါလုပ်ချင်ခဲ့တဲ့အရာကတော့ play football ဘောလုံးကစားတာပဲ I took chances ဆိုတာစွန့်စားတာပေါ့နော်အခွင့်အရေးကိုယူပြီးစွန့်စားပြီးမှ inevitably အပေါ်ကလိုပဲ invariably လိုပဲရှောင်လဲလို့မရနိုင်စွာပဲဘောလုံးကတော့ land in his garden သူရဲ့ပန်းခြံထဲကိုဝင်မယ် every time that happened ဒါဖြစ်တဲ့အခါတိုင်း I will run as fast as I could ငါပြေးနိုင်တဲ့လောက်မြန်ပြေးမယ် to get the ball out of there ဘောလုံးကိုအဲ့ဒီကနေအမြန်တော့ကောက်တာပေါ့ he would complain to my mother ဒီလူကငါအမေကို complain တက်မယ် there was nothing he could do သူလုပ်နိုင်တာလည်းဘာမှမရှိဘူးပေါ့နော် family house ဒါသူတို့မိသားစုရဲ့အိမ်ပေါ့နော် Bairro da Quinta Falcao Casa 29 was a tiny ramshackle place သူတို့အိမ်ကတေးသေးလေး ramshackle ဆိုတာစုပ်ပဲ့နေတဲ့နေရာလေး washing machine အဝတ်လျှော်စက်တစ်ခုက perched on its roof ဒီအိမ်ခေါင်မိုးမှာဝတ်လျှော်စက်တစ်ခုက perched ဆိုတာတည်ရှိနေတယ် The walls were made from exposed bricks ဒီကနိုင်ရန်တွေက exposed bricks ဟိုအပေါ်ကနေမဆလာမကင်ထားလို့အင်္ဂရိမကတ်ထားလို့ပေါ့နော်ဒီ bricks အုတ်တွေကိုမြင်နေရတယ် wooden slabs ဆိုတာတစ်သားပြားတွေပေါ့နော်တစ်သားပြားတွေအင်္ဂရိမကင်ထားတဲ့ bricks အုတ်တွေကိုမြင်နေရတယ် There were 3 small rooms အခန်းအသေးလေး3ခန်းရှိတယ် to accommodate a family of 6မိသားစု6ယောက်ကို accommodate နေရာထိုင်ခင်းပေးဖို့မိသားစု6ယောက်အတွက်အခန်း3ခန်းလေးရှိတယ် Not a great deal as not a great deal a great deal ဆိုတာအများအပြား not နဲ့တွဲလိုက်တော့မရှိတာ else ကတခြားဘာမှအများကြီးမရှိဘူး In this part of the Santo Antonio neighborhood ဒီ Santo Antonio ဒေသဒီပတ်ဝန်းကျင်မှာတခြားဘာမှအများကြီးမရှိဘူးပေါ့နော် other than a few shops ဆိုင်အချို့ရှိမယ်အဘာတစ်ခုရှိမယ်ပေါ့နော်အဲ့ဒီဘာမှာဆိုရင် sunny days နေတာတဲ့နေ့တွေမှာအမြဲတမ်းနှိပါကလည်းနေတာတယ်ပေါ့နော် almost always sunny in Santo Antonio မှာအမြဲတမ်းနှိပါကလည်းနေတာတယ်ပေါ့နော်
ဒီဘားရဲ့နာမည်လေးကိုသူပြောတယ် Super Bog is soft, gold, and Madeira wall lizards cling to the whitewashed exteriors. Super Bog က sorry ဘာမဟုတ်ဒီအရက်ဘီယာနာမည်ပေါ့နော်တိုက်ကပဲထားပါတော့အဲ့လိုမျိုးဟာကိုအေးအေးလေး serve လုပ်တယ်ဒီခင်းတယ်ဒီ Madeiran ဆိုတာ Madeira ဒေသမှာရှိတဲ့ wall lizard ဆိုတာအိမ်မျောင်တွေပေါ့နော်နိုင်ရမှာနေတဲ့အိမ်မျောင်တွေက cling to ဆိုတာကတ်တွယ်ထားတယ် whitewashed exterior ဆိုတာဒီအဖြူရောင်တုပ်ထားတယ်အဖြူရောင်ထုံးတုပ်တယ်ပေါ့နော်ကျွန်တော်တို့မြန်မာတွေကတော့အလွယ်ပြောလိုက်တာထုံးဆိုတာတဲ့သူတို့ဆေးဖြူတုပ်ထားတဲ့အပြင်ဘက်နိုင်ငံတွေမှာကတ်တွယ်တယ်ပေါ့နော် cling to ဆိုတာတွယ်ကတ်နေတာ The older generation in Santo Antonio will tell you these properties were built as social housing for families. ဒီ Santo Antonio ကလူကြီးပိုင်း generation တွေကမင်းကိုပြောလိုက်မယ်ဒီ properties ဒီနေရာတွေဒီအိမ်ကွက်လက်တွေဆိုတာ built တိဆောက်ထားတာ social housing ပေါ့နော်ဆင်းရဲတဲ့မိသားစုတွေနေဖို့အတွက်တိဆောက်ထားတာမိသားစုတွေအရင်တုန်းက shacks ဆိုတာကြတော့ယာယီတဲလေးတွေအရင်တုန်းကယာယီတဲလေးတွေနဲ့နေကြတဲ့သူတွေအတွက်ဒါဆင်းရဲတဲ့သူတွေအတွက် social housing စုပေါင်းနေထိုင်မှုစောက်ထားတာပေါ့နော် It can feel a long way from the five-star hotels, five-star hotel, infinity pool ဆိုတာဒီရေကူးကန်ကိုပြောတာရေကူးကန် infinity pools ရေကူးကန်တွေ cruise ships စိန်ခံသင်္ဘောတွေ that bring tourists ဒါတွေနဲ့ပေါ့နော် tourist တွေကဒီကျွန်းကိုလာကြတာဒီကျွန်းကိုလာကြတဲ့ဒီ tourist တွေနဲ့စင်တာကြီးကအရန်ကိုဝေးလွန်းနေတယ်ရိုနယ်ဒိုက pretty much အတော်လေးကိုမှ ticked every box ဒါကတင်စားပြီးသုံးထားတာသူကကျွန်တော်တို့ဒီမှာကွက်လက်လေးတွေရှိမယ်ကွက်လက်လေးတွေရှိမယ်ဆိုရင် tick every box ဆိုတာဒီအချက်တွေအားလုံးနဲ့ကိုက်ညီတယ်လို့ပြောတာ for the classic story ဒါအားလုံးလူတိုင်းသိနေကြ classic story ပေါ့နော် working class footballer Dan Good အောက်ခြေကနေတက်လာတဲ့ဘောလုံးကစားသမားက Dan Good အမြင့်ကိုရောက်သွားတဲ့ဒီဇက်လန်မျိုးမှာသူချက်အားလုံးနဲ့ကိုက်ညီတယ်ပေါ့နော်စင်ရတဲ့မိသားစုဘာမှမရှိဘူး Today တော့ဒီခင်မှာတော့တဲ့အခုလက်ရှိမှာတော့ there's nothing left of his old house သူရဲ့အဲ့ဒီရင်နေခဲ့တဲ့အိမ်ဟောင်းကြီးကဘာမှမကျန်တော့ဘူးပေါ့နော် other than an uneven patch မညီမညာအကွက်လေးပေါ့နော် patch of concrete ကတော့အားလုံးသိတဲ့အတိုင်းဒါ concrete အကွက်လေးပေါ့နော်မညီမညာ concrete အကွက်လေး where အဲ့ဒီနေရာမှာတဲ့ once အရင်တုန်းကတစ်ချိန်တစ်ခါတုန်းက stood ဆိုတာရှိခဲ့တယ် and the wall အရင်တုန်းကသူ့အိမ်ရှိခဲ့တဲ့နေရာပေါ့နော် the wall against which the skinny the wall အဲ့ဒီနိုင်ရန်ပေါ့နော်ဒါအရင်တုန်းကရှိခဲ့တဲ့နိုင်ရန်မှာ skinny ပိန်ပိန်ပါပါ curly hair စပင်ကောက်ကောက်နဲ့ Ronaldo က spent endless hours နိုင်ပေါင်းများစွာကိုကုန်ဆုံးခဲ့တယ် honing his first touch သူရဲ့ first touch ကို honing ဆိုတာ make something perfect ပြည့်စုံအောင်ကြိုးစားရင်းနဲ့ကုန်ဆုံးခဲ့တယ်နောက်ရက်ကျွန်တော်တို့ပြန်ဆက်ပါမယ်